ကလေးကိုလိုအပ်တဲ့ကျန်းမာရေးတွေစစ်ပြီးတော့တငယ်ချင်းတွေရှိတဲ့ရွာကိုသွားပါတယ်မိုးရီအရမ်းရွာနေပါတယ်ရောက်ရောက်ရှင်ဖက်နဲ့ရွှတ်မဲပြီးရင်တော့စင်းသင်းချက်ထားပြီးထမင်းစားပါတော့မယ်ရုပ်ဒီအမေအောင်ဆက်တယ်ဆိုလို့စားလိုက်ပါတယ်တကယ်တော့မဆက်ပါဘူးရွာကိုရောက်ရင်တော့ပထမဆုံးလောက်တာတော့အစားစားတာပါပဲရွာဟင်းကိုကျွန်တော်ရမ်းကြိုက်ပါတယ်ဂျပန်သွားတော့မဲ့တငယ်ချင်းချော်လေးပါနောက်တစ်ရွာကိုသွားပြီးတော့နောက်တစ်ယောက်သွားခေါ်ဖို့ပြင်ဆင်ထားပါပြီ Mobra oh how baby ข้าองค์เห่า oh how เดือนเนี่ยองค์เห่าเสือไปโดยมาประชาชนหัว oh how how no ခွေရငါ Mobra โอ้ ဒါကတော့ဂျပန်ကိုရောက်သွားပြီဖြစ်တဲ့တငယ်ချင်းအဖွားရဲ့အိမ်မှာသူကတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကတော့ဝင်ထွက်သွားလာနေစေပါသူရဲ့အဖွားရဲ့အမေရဲ့အတွက်မဟုတ်လားပို့ရင်းနဲ့ဝင်လေတာပါတငယ်ချင်းရဲ့အမေနဲ့အဖွားနဲ့တမုံရိုက်ခဲ့ပါသေးတယ်ကျွန်တော်လိုပဲအည်တန်ကြတော့ပါမယူတော့ဘူးဆိုတော့ပဲပုတ်တွေမြစ်ချောက်တွေငုပ်သီးတွေထည့်ပေးနေပါတယ်အဲ့ဒါနဲ့မိုးရိုးချန်တွေကိုခဏဆင်းလိုက်တာနဲ့ကမောက်တီကိုတွေ့ပါပြီတွေ့တဲ့တီးကဒီဘက်တစ်ချမ်းမဲ့သေးရပါဒီဘက်တစ်ချမ်းနည်းနည်းတော့စိမ့်ပါသေးတယ်ဒါပေမဲ့လည်းအသီးတွေမနေနိုင်တော့ကျွန်တော်ဤအမှုကျင့်တိုင်းပါပဲငကမောက်တီးကအဖြူသီးပါအရန်လက်ဆက်ပြီးတော့ရတာရှိပါတယ်ချွတ်ချွတ်ရှင်းရှင်းလေးပါကျွန်တော်သိကြအမိုးတို့အိမ်ကဘာမှမနေရပါဘူးကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးစားကြပါတယ်ကဲဒါကတော့ဒီဘက်ရွာကနေပြီးတော့ဒူးရင်သီးတို့ရွာကိုသွားခေါ်ရမှာပါရောက်ပါပြီသူမဘလို့ကြိုးစုံမလဲဆိုတော့တွေ့တာနဲ့ပေါ်တာကျွန်တော်တို့ပါပဲ คุยมาอย่าเลยเปิดรถเลยงากะเละงาปากะเละ တရက်တရက်သူ့ကိုရုပ်ဆိုးတယ်လို့ပြောလိုက်တော့ကရုပ်အရှင်တွေကိုမေးပေးပါဦးသူကအမြဲတမ်းကျွန်တော်နဲ့ရှင်ပြီးတော့ကျွန်တော်သေးတယ်ပဲပြောရှင်နေရပါခုတော့ကျွန်တော်လည်းသူနဲ့လိုက်ရှင်လိုက်ပါတယ်ခိုင်းမိတော့ပါပြီ